Hello hello ပါအားလုံးပဲမင်္ဂလာပါဒီတစ်ခါ grade 10 grade 11 grade 12ကလေးတွေအတွက် organic chemistry အကြောင်းကို intro အနေနဲ့စပြီးတော့လေ့လာကြည့်အောင်နော် organic chemistry ကိုလေ့လာဖို့အတွက် organic chemistry မှာဘာတွေပါဝင်သလဲဆိုတဲ့အရာတို့အရင်ဆုံးမလုပ်လဲလေ့လာကြမယ်နော် organic chemistry ကိုအရင်ဆုံးမလုပ်မလဲနော် classification လုပ်ခွဲခြားမှာပေါ့နော် organic chemistry ဘာလုပ်မှာလဲ classification လုပ်အောင်အဲ့ဆိုရင်ဒီမှာ classification of ဗာလဲ organic compound နော် functional group တွေကိုအခြေခံပြီးတော့ organic compound ရဲ့ပါဝင်မှုလေးတွေကိုစတင်ပြီးတော့ sharing လုပ်နော်အဲ့ဆိုရင် organic chemistry မှာ hydrocarbon လို့ organic chemistry မှာတို့တွေအခြေခံမှာ hydrocarbon မှာတို့တွေနှစ်မျိုးရှိခဲ့တယ်။ဘာလဲဆိုတော့ပြေးဝတဲ့ hydrocarbon ရယ်နော်နံပါတ်1ပြေးဝတဲ့ hydrocarbon နံပါတ်2မပြေးဝတဲ့ hydrocarbon ရယ်ဆိုပြီးတော့နှစ်မျိုးလေ့လာရမယ်။ဒါမဲ့တို့တွေကျတော့ဒါကိုအရင်ဆုံးမပြောခင် hydrocarbon လို့ပြောလိုက်တာနဲ့ကာဗွန်နဲ့ hydrogen ပါဝင်တဲ့အုပ်စုလို့သိရမယ်။အဲဆိုရင်တို့ဒီမှာ grade 10 11 12အုပ်စုထဲမှာသင်ရမယ့်အဆင့်က alkane ရယ်နော် ANE နော် king ရယ် kine ရယ်ဆိုပြီးတော့၃မျိုးသင်ရမယ်။ဒါကြတော့နည်းနည်း level မြင့်သွားပြီ။တက်ကတော့အဆင့်ရောက်တဲ့အခါမှာ adenine နော်ဘန်ဇင်းအုပ်စုတွေနော်ဒါသင်ရမယ်ဒါဘုဒ္ဓတနေဖြင့်ရေးပြတာနော်အဲဆိုရင် ANE မှတ်တဲ့အခါမှာနော် gain နော်သူကြတော့ gain သူကြတော့ gain လို့ဖတ်တယ်အဲဆိုအခြေခံနေနဲ့ဘယ်လိုမှတ်မလဲ gain 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 again 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 နော် single bond သူက saturated hydrocarbon အုပ်စုနော် gain again ENE ကကြတော့ double bond C double bond နော်သူက saturated မပြေဝတဲ့ကောင်နော်ပြေဝတဲ့ကောင်ရဲ့ general formula ကဗာလဲ CnH2n + 2မပြေဝတဲ့ကောင်ကကြတာဗာလဲ formula က CnH2n formula လေးပဲအချင်းနော်နောက်တစ်ခါ YNE alkyne group ကကြတော့ triple bond သူကလည်းဗာလို့လဲ unsaturated ပါအဲ့ဆိုရင် hydrocarbon အုပ်စုတွင်တဲ့မပြေဝတဲ့ကောင်ကဗာလဲ ANE တစ်ထက်စီ sorry မပြေဝတဲ့ကောင်ကိုပြောတာနော် sorry နော်မပြေဝတဲ့ကောင်ကဘယ်နှခုရှိလဲနှစ်ခုရှိတယ် ANE နဲ့ YNE ကင်းနဲ့ကိုင်းပြီးမပြေဝတဲ့အုပ်စုပြေဝတဲ့အုပ်စုကကြတော့ဘာလဲတစ်ထက်စီးပါ ANE ပါနော်ဒါကိုအခြေခံဘုဒ္ဓရအနေဖြင့်မှတ်ရမယ့်ဟာအဓိကအချက်ဟိုက်ဒရိုကာဗွန်လို့ပြောလိုက်တာနဲ့ organic chemistry လို့ပြောလိုက်တာနဲ့ဘာတွေသိရမှာလဲဟိုက်ဒရိုဂျင်ပါဝင်ဟိုက်ဒရိုဂျင်နဲ့ကာဗွန်တို့ပါဝင်တဲ့ group ရှိတယ်နော်နောက်တစ်ခုပြန်လာဆက်လာအောင်မယ်နော်ဟိုက်ဒရိုဂျင်နဲ့ကာဗွန်တက်ပါဝင်သော group တွင်ပြည့်ဝသောဟိုက်ဒရိုကာဗွန်ရယ်မပြည့်ဝသောဟိုက်ဒရိုကာဗွန်ရယ်ဆိုပြီးတော့ဘယ်နှမျိုးရှိတယ်နှစ်မျိုးရှိတယ်ပြည့်ဝတဲ့ကောင်က saturated တစ်ထက် C မပြည့်ဝတဲ့ကောင်က unsaturated ANE နဲ့ YNE တို့ဖြစ်တယ်နောက်က adenine benzene အုပ်စုကကြတော့ဆရာတို့ဘယ်မှာလဲ uni အဆင့်ရောက်တော့ level မြင့်သွားပြီနော်အဲ့မှာသင်ရမှာဒါ intro အနေနဲ့ပြောပြနေတာပါနော်အဲ့ဆိုရင်ဒါဟိုက်ဒရိုကာဗွန်တွင်ကာဗွန်နဲ့ဟိုက်ဒရိုဂျင်ပါဝင်တဲ့အုပ်စုမှာနှစ်မျိုးလို့ပဲမှတ်လိုက်မယ်ဗာနဲ့ဗာနဲ့ unsaturated hydrocarbon နဲ့ saturated hydrocarbon ဆိုတော့နှစ်မျိုးရှိတယ်ဗာနဲ့ပါဝင်တာလဲကာဗွန်နဲ့ဟိုက်ဒရိုဂျင်ပါဝင်တဲ့အုပ်စုကဲအဲ့ဆိုရင်နောက်တစ်ခုကြည့်ရအောင်နောက်တစ်ခုကအောက်ဆီဂျင်ပါဝင်တဲ့ကောင်တွေနော်မှတ်ပြီနော်လာပြီဒီက grade 12သမားတွေအတွက်နော်သူတွေအတွက်လည်း grade 12သမားတွေအောက်ဆီဂျင်ပါဝင်တဲ့ group တွေဘယ်နှမျိုးရှိလဲ alcohol ရယ်နော် ether ရယ် aldehyde ရယ် ketone ရယ် carboxylic acid ရယ် ester ရယ် grade 12ကလေးတွေပို့ပြီးတော့မလုပ်လဲမှတ်ရမှာပဲပို့ပြီးတော့ပြန်ပြောမယ်နော်အောက်ဆီဂျင်ပါဝင်တဲ့ group ဒါကလေးတို့သိထားရမယ်ထင်လို့နော်ဒီဥစ္စာမလုပ်လဲဒါကို intro နေဖြင့်မိုက်ဆက်တာပြန်ပြောမယ်နော်အောက်ဆီဂျင်ပါဝင်တဲ့ group တွေကဘာလို့လဲ alcohol ပြန်ပြောမယ်နော်ဘာလို့လဲ alcohol ပြီးတော့ဗာလဲ ether ပြီးတော့ဗာလဲ aldehyde နော် aldehyde ရပြီးတော့ဗာလဲ aldehyde ပြီးတော့ ketone ပြီးတော့ဗာလဲ carboxylic acid ပြီးတော့ဗာလဲ ester နော်
alcohol ဆိုတာနဲ့ hydroxyl group နော်ဘာပါဝင်တာလဲ OH ပါဝင်တယ်အောက်ဆီဂျင်ပါတယ်နော် ether လို့ပြောတာနဲ့ O ether link ကိုဒီမှာကြည့်တာနော်အလွယ်နည်းမှန်တော့ ROR လို့မှတ်ကြတယ် formula ဒီမှာ O ပါတဲ့အုပ်စုပဲပြတယ်နမူနာနော်တကယ်သင်ရိုးထဲကဟာကိုရှင်းပြတဲ့အခါမှာပို့ပြီးနားလည်လာနိုင်မယ်ဒါကအောက်ဆီဂျင်ပါဝင်တဲ့ formula လေးတွေကိုပြနေတာ aldehyde CHO ပါတယ်နော်ကာဗွန်ဒိုက် group ပဲသူကနော်နောက်တစ်မျိုးဘယ်လိုခေါ်လဲ formaldehyde လို့ခေါ်တယ် ether ကို diethyl ether လို့ခေါ်သေးတယ်နော် alcohol လို့ပြောလိုက်တဲ့ ethanol နမူနာနေဖြင့်နောက်တစ်ခု ketone လို့ပြောလိုက်တာ ਨੇ ပါလဲကာဗွန်ဒိုက်အလယ်မှာကာဗွန်ဒိုက် group ပါတယ်သူ့ကို acetone လို့လည်းခေါ်သေးတယ်နော် carboxylic acid လို့ပြောလိုက်တာ ਨੇ carboxyl group သူက acidic acid အုပ်စုထဲကပါဝင်တဲ့ကောင်နော် ester လို့ပြောလိုက်တဲ့ COOR ester link သူ့ကို ethyl acetate ဒါပါဝင်တဲ့အုပ်စုလဲအောက်ဆီဂျင်ပါဝင်တဲ့အုပ်စု formula လေးတွေပါပြန်ပြောမယ်ဘာလို့လဲ alcohol ether aldehyde ketone carboxylic acid ဘာလို့လဲ ester ဒါဘာလို့ပါဝင်တဲ့အုပ်စုလဲအောက်ဆီဂျင်ပါဝင်တဲ့အုပ်စုပါအရှိမဘာနဲ့ပါဝင်တာလဲကာဗွန်နဲ့ဟိုက်ဒရိုဂျင်ပါဝင်တဲ့အုပ်စုနော်ဒီကောင်က G12 ကလေးတွေသင်ရမယ့် formula လေးတွေပါအောက်ဆီဂျင်ပါဝင်တဲ့အုပ်စုအများဆုံးသင်ရမှာပါ G12 ကလေးတွေကနော်ဟိုက်ဒရိုဂျင်နဲ့ကာဗွန်ပါဝင်တဲ့အုပ်စုကြတော့ဘယ်သူတွေအများဆုံးသင်ရမှာလဲဆိုတော့ grade G10 နဲ့ G11 ကလေးတွေပို့သင်ရမယ်နော်ကဲအဲ့ဆိုရင်နောက်တစ်ခုဒါ intro ပါနော်ဟုတ်ကြည့်အောင်နိုက်ထရိုဂျင်ပါဝင်တဲ့အုပ်စုတွေနော်ဘယ်သူပါဝင်တဲ့အုပ်စုလဲနိုက်ထရိုဂျင်ပါဝင်တဲ့အုပ်စုဒီတစ်ခါနိုက်ထရိုဂျင်ပါဝင်တဲ့အုပ်စုလို့ပြောလိုက်တာ ਨੇ organic chemistry မှာနိုက်ထရိုဂျင်ပါဝင်တဲ့အုပ်စုလို့ပြောတာ ਨੇ amine ရယ် amide ရယ် nitrogen ရယ်နော်ဒါမဲ့ဒီကောင်ကြတော့ကလေးတို့ဘဟုတုတနေဖြစ်ပဲပြထားတာပါနော်ဒါအလေးပဲအဆင့်တက္ကသိုလ်အဆင့်ရောက်တဲ့ခါမှာသင်ရမယ့် group တွေတော့ G12 အဆင့်မှာ amine နဲ့ဗာနဲ့လဲ amide နှစ်မျိုးပဲသင်ရမယ်နော် amine ဆိုရင်ဗာလဲ NH2 nitrogen ပါတယ်နော်ဒီမှာ N နောက်တစ်မျိုးရေး NHR ဒီမှာပါလဲ nitrogen နောက်တစ်မျိုးဘယ်လိုရေးလဲ NR2 ပါလဲ nitrogen အုပ်စုနော်သူ့ရဲ့ဆင်ဘွား derivative ammonia one of mole လို့ပြောထားတယ်နော်ဒီမှာ one of most hydrogen atom hydrogen atom တစ်လုံးတော့မဟုတ်ဘာလို့လဲတစ်လုံးထဲပို့တယ်တဲ့ replace ဘယ်မှာလဲ carbon group မှာစားထိုးရင်အတွက်နော် carbon group မှာ replace လုပ်ဖို့အတွက် hydrogen atom တစ်လုံးတော့မဟုတ်တစ်လုံးထဲပို့တယ်ဘယ်သူမှလဲ ammonia မှာအဲ့လိုပြောတာနော်amide ကြတော့ CONH2 formula က CONH2 carbonate group ပဲသူကဘသူတွေနဲ့ချိတ်ဆက်ထားတာ linkage ချိတ်ဆက်ထားတဲ့ nitrogen နဲ့ချိတ်ဆက်ထားတယ်နော်အဲ့ဆိုရင်ဒါ nitrogen ပါဝင်တဲ့ group ပါအဲ့ဆိုပြန်မှတ်ရအောင်ဒါ organic သင်ဖို့အတွက်အခြေခံသိထားရမယ်ဗာလဲ intro လေးတွေပါနံပါတ်1ဗာလဲ hydrocarbon ဘသူတွေပါဝင်တဲ့ကောင်လဲဟိုက်ဒရိုကာဗွန်မှာကာဗွန်နဲ့ဟိုက်ဒရိုဂျင်ပါဝင်တဲ့ကောင်အကင်းအကိုင်းနောက်က arginine ဒါဘုဒ္ဓတာနေမှတ်မယ်နော်ဒါနောက်တစ်ခုဘာပါဝင်တဲ့ကောင်လဲဒီကောင်ကအောက်ဆီဂျင်ပါဝင်တဲ့ကောင်လေနော်ဘာပါဝင်တဲ့ကောင်လဲအောက်ဆီဂျင်ပါဝင်တဲ့ကောင်တွေဆိုရင် alcohol ether aldehyde ketone carboxylic acid ester နော်ဘာပါဝင်တဲ့ကောင်လဲအောက်ဆီဂျင်ပါဝင်တဲ့ကောင်တွေပါနော်နောက်တစ်ခုဘယ်သူပါဝင်တဲ့ကောင်လဲနိုက်ထရိုဂျင်ပါဝင်တဲ့ကောင်တို့ပြောလိုက်တာ ਨੇ amine amide မှတ်ပြီနော်နောက်က nitrite နော်ဒါကို organic သင်ဖို့အတွက်ကလေးတို့ဘာလုပ်လဲမှတ်ပေးပါနောက်က lesson မှာ organic နဲ့ပတ်သက်ပြီးတော့အခြေခံကစပြီးတော့လေ့လာတင်ဆက်သွားမှာဖြစ်ပါတယ်ဒီအကောင့်ကိုတက်တော့အကောင့်ကိုလိုက်ရင် follow လုပ်ပြီးတော့ဘာလုပ်လဲ share လဲလုပ်ထားပါ G12 G11 G12 G10 G11 G12 ကလေးတွေရှိတဲ့မိဘတွေကလေးเนาะငွေကြေးမတက်နိုင်တဲ့ကလေးတွေမြင်ရင်ပို့ပြီးတော့အဆင်ပြေမှာပါပညာဒါနအနေဖြင့်သင်ရိုးကုန်တဲ့အထိတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လိုက်ရင် share လိုက်ဖြင့်ကူညီပေးကြပါเนาะအားလုံးကျေးဇူးတင်ပါတယ်